နဲ့အတိုင်းပဲနှစ်ရက်တောင်မဖြစ်ခင်မှာတင်အွန်လိုင်းပေါ်ကလေဦးတီချက်ကပြောင်းလဲသွားတော့တယ်လူမင်တယောက်ကျမကိုအွန်လိုင်းမှာလိုက်လံတိုက်ခိုက်ဖို့အချိန်မရှိတော့ဘူးဘာလို့လဲဆိုတော့စုကြောက်ကြောက်ကသူ့အိမ်ကိုဝင်စီးပြီးရိုက်ခွဲဖျက်ဆီးပစ်လိုက်လို့ပဲကြားရတဲ့လောက်တော့လူမင်ကအဲ့ဒီဗီဒီယိုကိုမြင်သွားပြီးစုကြောက်ကြောက်ကိုတယ်ဆက်ရိုက်နှက်ကအိမ်ပေါ်ကနှင်ချခဲ့တာတဲ့စုကြောက်ကြောက်ကလည်းဦးနုတဲ့သူမဟုတ်ဘူးလေသူကလူမင်ရဲ့ကုမ္ပဏီစည်ရင်အတူလုပ်တာတွေအခုတိန့်ဆောင်တာတွေကို online live လွှင့်ပြီးအကုန်ဖွင့်ချတော့တာပဲသူတို့နှစ်ယောက်တိုက်ရိုက်လွှင့်ပြီးအပြန်အလှန်ရှက်ခွဲနေကြတာကရုပ်တံဇလန်တွဲတွေထက်တောင်ပိုပြီးကြည့်လို့ကောင်းနေသေးတယ် online အသုံးပြုသူတွေလည်းသတင်းတွေကိုအဝါစာသုံးပြီးတဲ့နောက်မှာကျမစီကိုလာရောက်တောင်းပန်ကြပြီးကျမကမှတကယ်အမှန်တကယ်ခံရသူဖြစ်ကြောင်းနဲ့ဘဝကိုပြည့်ပြတ်တသားဖြတ်တန်းနိုင်သူဖြစ်ကြောင်းချီးကျူးကြတော့တယ်ကျမ live video တွေကလူမင်းရဲ့ပိန်ချောင်ပြီးရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့မျက်နှာကြီးကိုကြည့်ရင်ရင်ထဲမှာဘာခံစားချက်မှမရှိတော့ဘူးအချိန်ကကျမကိုတကဘာလုံးပေးပါမယ်လို့လေလုံးထွားခဲ့တဲ့အဲ့ဒီယောက်ျားကအခုတော့လူရှင်တော်တယောက်လိုဖြစ်နေရတာကတကယ်ကိုတနာစရာတန်ဝေကြရစရာပါပဲအတိတ်ဆိုးတွေကနေလုံးဝလွတ်မြောက်သွားတာကိုအောင်ပွဲခံဖို့ရောမကြခင်မွေးဖွားလာတော့မယ့်အသက်တစ်လေးကိုကြိုဆိုဖို့ရောအတွက်ကျမကုန်တိုက်ကြီးစီကိုပစ္စည်းတွေတွားဝယ်ဖြစ်လိုက်တယ်တန်းကြွယ်တထိမလေးဖြစ်သွားတယ်ကျမအခုဆိုလမ်းလျှောက်ရင်တောင်လေပွေတိုက်တယ်လို့ဝင်ခိုင်းလို့နေပြီမိခင်နဲ့ကလေးပစ္စည်းအယောင်းဆိုင်ထဲမှာကျမကလေးဝတ်ကာဝင်လေးတစ်ထည်ကိုကင်ပြီးတိုင်းထွာကြည့်နေလို့ရုတ်တရက်ကြောရိုးတွေကနေစိတ်ခနဲ့အေးစက်မှုကိုခံစားလိုက်ရတယ်ဒါကမိမသားတွေရဲ့စက်ထမအာယုံပဲကျမဖြက်ခနဲ့လှည့်ကြည့်လိုက်တော့နောက်ွယ်မှာလူတွေကတော့စီကားရှုပ်ထွေးနေတော့မယ်နှုတ်ကူးရွေးနေတဲ့ကိုဝင်းဆောင်ချို့ပဲရှိတာတာကြီးဘာဖြစ်လို့လဲမေမေနှလုံးတွေတိတ်ခုန်နေတယ်ကျမရင်ထဲကနေအရာအလုံးကိုသိနေတဲ့အသေးစားချက်ကုတ်လေးကိုလှမ်းခေါ်လိုက်မိတယ်ဒါပေမဲ့ပြန်ကြားလိုက်ရတာကတော့တားဖြစ်သူရဲ့တုံလုံးချောက်ချားနေတဲ့အတန်လေးပဲမေမေအဒီထားဦးတို့တွေတမိုင်းကြောင်းတွေကိုအများကြီးပြောင်းလဲပြစ်လိုက်ပြီမို့နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာတားလည်းမသိတော့ဘူးကျမလက်တွေတုံသွားပြီးကလေးဝစ်အစားကကျန်းပြင်ပေါ်လွင့်ကျသွားခဲ့တယ် XP ကတက်တန်းကုန်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူးဒီလိုကြောင်သွားတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဘေးနာကတန်ရှင်းရေးဝန်ထမ်းဝစ်စုံဝတ်ထားတဲ့သူတယောက်ကအမိုက်လဲကိုတုံပြီးကျမစီကိုအချိန်ပြင်းပြင်းနဲ့ဝင်တိုက်တော့တာပဲတီးလိုက်စမ်းလင်းဆောင်ခွေအဲ့ဒါစုကြောက်ကြောက်ပဲသူ့လက်ထဲမှာအေးဆက်ဆက်အယောင်တောက်နေတဲ့ဓာတ်မြောင်တစ်စင်းပါလာတယ်နေငါဘဝကိုဖျက်ဆီးခဲ့တာလူမင်းဆိုတဲ့အမိုက်ကောင်ကငါ့ကိုအလိုမရှိတော့ဘူးဒါဆိုရင်လဲနင့်ကိုငါအေးအေးဆေးဆေးနေခွင့်ပေးမှာမဟုတ်ဘူးစုကြောက်ကြောက်ကအော်ဟစ်ဆဲဆိုရင်ဓာတ်ဥကြုံကိုကျမရဲ့ဘိုက်တက်တဲ့စီကိုထိုးဆိုင်လိုက်တော့တယ်အနာဂတ်ကိုကြိုမသိရတော့တဲ့အချိန်မှာအေဂျင့်တရားရဲ့ကြောက်ရွံ့မှုကကျမကိုလွှမ်းမိုးသွားခဲ့ပြီမေမေမြင်မြတ်ရှောင်းကျမကတော့ဗီဇစိတ်တိုင်းလက်ထဲကအိတ်ကြီးကိုဆွဲယူပြီးဓာတ်ဥကြုံကိုကာကွယ်လိုက်မိတယ်ထက်မြက်လာတဲ့ဓာတ်သွားကမိချောင်းရည်အိတ်ကိုဖောက်ထွက်သွားပြီးအိတ်ရဲ့အလွှာကြားထဲမှာညှက်မိသွားခဲ့တယ်ဓာတ်ဥကြုံကကျမရဲ့ဝမ်းပိုက်အရေးပြားနဲ့စင်တီမီတာအနည်းငယ်ပဲဝေးတော့တာပါစုကြောက်ကြောက်ကတစ်ချက်ထဲနဲ့မအောင်မြင်တော့လုံးဝယူသွတ်သွားတော့တယ်သူကဓာတ်ကိုအားနဲ့ပြန်ဆွဲထုတ်ဖို့လုပ်ပေမဲ့ကျမကအိတ်ကျိုးကိုအသေးလဲဆွဲထားပြီးမလွတ်ပေးခဲ့ဘူးသူကဓာတ်ရိုးကိုလွှတ်ချလိုက်ပြီးကျမမျက်နှာကိုလက်သေးတွေနဲ့ကုတ်ချစ်ဖို့ပြေးဝင်လာပြန်တယ်နေလိုမိမအိုကြီးကဘာလို့ငွေတန်းပေါင်းများစွာကိုပိုင်ဆိုင်ရမှာလဲငါကြတော့လမ်းဘေးကချက်တကောင်လိုဖြတ်တန်းနေရတာနင်ကကလေးမွေးဖို့ထိုက်တန်လို့လားနင်းပိုက်ကိုငါဆွဲဖြဲပစ်မဲ့သူ့လက်သေးတွေကျမမျက်နှာကိုထိခါနီးစက္ကန့်ပိုင်းလိုမှာပဲလက်ကြီးတစ်ဖက်ကစုကြောက်ကြောက်ရဲ့နောက်ကျောကော်လန်ကိုတန်းဆွဲလိုက်တဲ့တက်တော်ဆောင်တွေရောက်လာပြီးသူကစုကြောက်ကြောက်ကိုပခုံးကျော်လွှဲချလိုက်တော့စုကြောက်ကြောက်တယောက်စကျင်ကြောက်ချမ်းပြင်ပေါ်ကိုဝုန်းကနေပြုတ်ကျသွားခဲ့တဲ့ဘေးကဝဲသူတွေလည်းလမ်းဖြန့်ပြီးအော်ဟစ်ပြေးလွှားကုန်ကြတာပေါ့ကျမကျမ်းပြင်ပေါ်မှာပြစ်ထိုင်ချလိုက်မိပြီးအသက်ကိုလူရှူနေရတဲ့ကြောပြင်တစ်ခုလုံးနဲ့ချွေးစည်းတွေနဲ့ဆူရွှဲလို့နေပြီးစုကြောက်ကြောက်ကကျမ်းပြင်ပေါ်မှာရုန်းကန်ရင်ကျမကိုတိမ်မတက်ဆိုင်ကြည့်နေတော့မယ်လင်းဆောင်ခွေနင်းတိတ်မပြောလိုက်နဲ့ဦးလူမင်ကနင့်ကိုငါထက်တောင်ပုံမုံသေးတာသူပြောပြီးသားနင်းသေးတာနဲ့အဲ့ဒီပတ်စံတွေကတို့တွေပိုင်ဖြစ်သွားမှာတဲ့သူနင့်ကိုစောင့်ကြည့်နေတယ်အမြဲတမ်းစောင့်ကြည့်နေတာကျမရင်ဘက်ကိုဖိရင်တက်တော်ဆောင်တွေဖမ်းဆီးထားတာခံနေရပေမဲ့ယူသွတ်စွာရေမောနေစေဖြစ်တဲ့စုကြောက်ကြောက်ကိုကြည့်လိုက်မိတယ်ပထမဆုံးအကြိမ်ဖြစ်ကျမယူရင်းချင်းစီတဲ့အထိအေးစက်မှုကိုခံစားလိုက်ရတဲ့ဇညုံမရှိတော့တဲ့အခါဒီလိုဘဝပြတ်နေတဲ့လူရန်ကားတွေကတကယ်ကိုကြောက်စရာကောင်းလာပါလားတားဖြစ်သူရဲ့တုံညီနေတဲ့အတန်လေးထွက်လာတယ်မေမေတောင်းပန်ပါတယ်လက်ပြအကျိုးသက်ရောက်မှုကြောင့်အနာဂတ်အချိန်တိုင်းတွေပြောင်းလဲသွားပြီနောက်ပိုင်းကျရင်တို့တွေကိုအားကိုရတော့မယ်ကျမတက်တော်ဆောင်ရဲ့တွဲထူမှုနဲ့မတ်တက်ရက်လိုက်တဲ့မျက်လုံးတွေကတော့အေးဆက်လို့နေပြီးကိစ္စမရှိဘူးတားကြီးဇညုံမရှိရင်လည်းမေမေကိုယ်တိုင်ရေးမှာပေါ့စုကြောက်ကြောက်တယောက်ဓာတ်နဲ့လောက်ကြံမှုကြောင့်တက်တေအထင်ရှားနဲ့ထောင်ထဲရောက်သွားခဲ့ပြီးဒါပေမဲ့ကျမစိတ်မအေးနိုင်သေးဘူးခေါင်းပေါ်မှာဓာတ်တစင်းဆွဲထားတယ်လို့ခံစားနေရတော့မယ်စုကြောက်ကြောက်ရဲ့သူနင့်ကိုစောင့်ကြည့်နေတယ်ဆိုတဲ့စကားကကျမအတွက်အိမ်မဆိုးကြီးဖြစ်လာခဲ့တယ်နှစ်ရက်တောင်မပြည့်ခင်ပါတယ်ကျမစီကိုပါဆယ်ထုတ်တစ်ခုရောက်လာခဲ့တဲ့ပို့တူလိပ်စာကအလုတ်ကြီးပဲတက်တော်ဆောင်ကတိတိကျကျဖူးကြည့်လိုက်တော့အထဲမှာဟောင်းနှွမ်းနေတဲ့အဝိအယုတ်မလေးတစ်ယုတ်ပါလာတဲ့အယုတ်ရဲ့ဘိုက်ကိုညှက်ကပ်ဖြတ်ထားပြီးအထဲမှာသွေးဆုံးနေတဲ့ခွန်းတွေနဲ့ကြွက်သေးတွေကိုထိုးထည့်ထားတာအယုတ်ရဲ့မျက်နှာပေါ်မှာတော့ကျမရဲ့ဓာတ်ပုံကိုကတ်ထားပြီးမျက်လုံးနှစ်ဖက်မှာအနှစ်ချောင်းစိုက်ထားသေးတယ်ပြီးတော့စာတစောင်လဲပါသေးတယ်လက်ရည်ကတွတ်လိန်ဆောင်ရနေတာပဲမိမမျက်နှာချက်ထဲကပတ်စံတွေကိုတုံးရတာပြောရဲလားဒီရက်ပိုင်းကျမရေးကိုဂယုစိုက်အောင်နော်ကလေးမွေးတဲ့အချိန်ကျရင်တွေးတုံပြီးတည်တတ်တယ်ကျမအဲ့ဒီစာကိုကြည့်ပြီးလက်ချောင်းတွေတုံရင်လာခဲ့တဲ့လူမင်းဆိုတဲ့တရိတ်ဆန်ကကျမကိုကလေးမွေးဖွားတဲ့ကတင်ပေါ်မှာတေဆုံးပါစေလို့ချိန်ဆနေတာလားဘိုက်ထဲကတားကြီးကတော့ဒေါသထွက်လွန်းလို့လိမ့်နေတော့တာပဲမိမေသူ့ကိုဂယုမဆိုင်နဲ့အဲ့ဒီလူယုံမာကအကြမ်းဖက်လို့မရမှန်းသိတော့မေမေကိုစိတ်ပိုင်းဆိုင်ရာ၆လန့်နေတာတို့တွေစိတ်တက်ကြလို့မရဘူးဟုတ်တယ်လူမင်းကစိတ်တက်စစ်စစ်ရေးဆင်နွှဲခြင်းနဲ့ပေါ့လေဒါဆိုရင်လည်းအဖွားကြီးကအဆုံးထိစော်ပေးလိုက်မှာပေါ့ကျမအသက်ပြင်းပြင်းရှူလိုက်ပြီး
အဲ့ဒီ6လန့်စာကိုအပိုင်းပိုင်းဆဆဖြစ်အောင်ဆွဲဖြဲဖြစ်လိုက်တော့တယ်